လူတယောက်နိုးလာတဲ့အခါလူပူလေးတွေရဲ့တိုင်းပြည်ကိုရောက်နေတာကိုတွေးလိုက်ရတယ်သူ့တကိုယ်လုံးကိုလူပူလေးတွေကကြိုးတွေနဲ့တင်းတင်းကြပ်ကြပ်ချီနှောင်ထားကြတယ်ဆောက်45ရှိတဲ့သူ့ရဲ့ကင်းဘက်ဖိနက်တွေကိုတောင်တော့ခတ်ထားကြတယ်ပေါက်ကရုတ်တရက်အော်ဟစ်လိုက်တာကိုတွေ့ရတယ်တစ်သားတိုင်တွေအားလုံးအမိကနေကျွတ်ထွက်ကုန်တယ်သူကမယုံကြည်နိုင်စွာနဲ့ပဲအဲ့ဒီနေရာမှာတင်ခုန်ပေါက်နေမိတယ်ဒီထူးဆန်းတဲ့အိမ်မက်ဆိုးကြီးမြ мян ပြီးဆုံးသွားဖို့ပဲသူမျော်လင့်နေတယ်မမျော်လင့်ပဲအဲ့ဒီအချိန်မှာဗိုလ်ချုပ်ကမြင်NCB ရောက်လာတဲ့လက်ထဲမှာလန်ကိုကင်ပြီးပေါရဲ့ခြေချောင်းလေးတွေကိုခိုးကြောင်ခိုးဝက်တိုက်ခိုက်တယ်နောက်တစ်ဖက်မှာတော့စစ်သားအချို့ကချိတ်တွေကိုတပြိုင်နက်တည်းပစ်ထုတ်လိုက်ကြတယ်ပေါရဲ့ခါးပတ်နေရာကိုချိတ်မိသွားပြီးအားနဲ့ဆွဲကြတော့တယ်ဒါကြောင့်ဟန်ချက်မထိန်နိုင်တော့တဲ့ပေါဟာဖင်ထိုင်လျက်လဲကျသွားပြီးချက်ချင်းပဲပြန်သတိလစ်သွားပြန်တယ်သူနောက်တစ်ကြိမ်ပြန်နိုးလာတဲ့အခါမှာတော့စင်းဒီတုံးပေါ်ကဝတ်သားလိုမျိုးရဲတိုက်ထဲကိုဖြည်းဖြည်းချင်းတွန်းပို့ခြင်းခံလိုက်ရတယ်ဆက်စုတဲ့လူအုပ်ကြီးကဒီတတဝါကြီးကိုလာကြည့်ဖို့စုယုံရောက်ရှိလာကြတယ်ဗဟုသုတများတဲ့မင်းသမီးလေးတောင်မှအန်လာသွားရတယ်နောက်တနေ့မှာတော့ပေါကိုလေကွင်းထဲခေါ်သွားကြတယ်လူအားနဲ့ထွန်ရဲရတဲ့နေ့စဉ်အလုပ်တွေကိုစတင်လှုပ်ဆောင်ရတော့တယ်အဲ့ဒီအချိန်မှာပဲရဲတိုက်ထဲကိုလှုပ်ကြံတက်ဖြတ်သူတွေကခိုးကြောင်ခိုးဝက်ဝင်ရောက်တိုက်ခိုက်ကြတယ်ဗိုလ်ချုပ်ကအခြေအနေမကောင်းတာကိုမြင်လိုက်ရတယ်ဒါကြောင့်ပေါကိုရဲတိုက်စီအမြန်ပြန်လှည့်ပြီးကယ်ဆယ်ဖို့ခိုင်းစေလိုက်တယ်ဒီလိုနဲ့ပေါဟာကြောက်စီလိုမျိုးဘသူ့ကိုမှဂယုမဆိုင်တဲ့ခြေလန်းတွေနဲ့ရှောက်သွားတယ်ရဲတိုက်စီကိုအမြန်ဆုံးပြန်ရောက်သွားတယ်ဗိုလ်ချုပ်ကပေါကိုအမြန်ဝတ်နေဖို့အမိန့်ပေးတယ်သူကိုယ်တိုင်ကတော့မင်းသမီးကိုကယ်ဖို့တယောက်တည်းသွားဖို့ခုန်ဆင်းလိုက်တယ်သူ့လက်အောက်ငယ်သားတွေကိုဘသူမှဝင်မစွက်ဖက်ဖို့အမိန့်ထုတ်ထားတယ်